ကဲဒုတိယဘာသာစင်ကူမလေးအားလုံးပဲမင်္ဂလာပါခင်ဗျာကဲဗုဒ္ဓဝီညနေပိုင်းကလေးကနန်းလေးတင်ပေးလိုက်ပါတယ်နော်တင်ရင်လေးနဲ့နောက်ကျသွားလို့တောင်းပန်ပါတယ်ကဲစမယ်နော်ဒီ3ရယ်ဒီ2ရယ်ဒီ1ရယ်နော်ဒီ3လုံးပေါင်းရင်6ဖြစ်တဲ့အတွက်6ထည့်ရှိပါတယ်နော်အဲ့လို3နှစ်1 6ထည့်ရှိလို့ပေးထားတဲ့အချိန်မှာဒီ9ရယ်ဒီ9ရယ်ဒီ3ရယ်နော်ဒီ3လုံးပေါင်းရင်3ဖြစ်လို့3နောက်ပိတ်ပါရဲ့နော်အဲ့တော့6ထည့်ရှိ3နောက်ပိတ်နဲ့63ဆိုပြီးထွက်ပေးထားပါတယ်နော်ဒီနောက်တစ်ဆိုင်လာပြီနော်ဒီ3ရယ်မြန်မြန်လေးပြလိုက်မယ်နော်နောက်ကျနေမှာဆိုလို့ပါ9ရယ်3ရယ်နော်ဒီ3လုံးပေါင်းရင်9ဖြစ်လို့9ထိပ်ရှိပါတယ်နော်9ထိပ်ရှိပါတယ်အဲ့လို3 9 3 9ထိပ်ရှိလို့ပြရတဲ့အချိန်မှာဒီ2ရယ်နော်ဒီ3ရယ်ဒီ4ရယ်နော်ဒီ3လုံးပေါင်းရင်9ဖြစ်လို့9နောက်ပိတ်ပါတယ်နော်အဲ့တော့9ထိပ်ရှိ9နောက်ပိတ်နဲ့59ဆိုပြီးတော့ထွက်ပြထားပါတယ်နော်59ဆိုပြီးကဲဒီညနေရိုက်မယ်ခဏလေးလာပြီနော်ဒီ3ညရယ်ဒီ1ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရင်6ဖြစ်လို့6ထိပ်ရှိပါတယ်နော်အဲ့လို6ထိပ်ရှိဖြစ်တဲ့အချိန်မှာဒီ9ရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရတယ်6နောက်ပိတ်ပါပဲနော်3လုံးပေါင်းရတယ်6နောက်ပိတ်ပါပဲအဲဒါကြောင့်မလို့6ထိပ်စီ6နောက်ပိတ်နဲ့6ပိုင်ပေါ့ဗျာဒီညနေ66ဆိုတခုရပါတယ်နော်66ဆိုတခုပေါ့ဗျာနော်6ပိုင်နဲ့ဒီအောက်က6 9 6နဲ့6ခွင်ရတော့မဖြစ်မနေကာရိုးလေးထိုးပေးထားမယ်နော်ပြန်ကနေစင်းရဲအော်ဒီတော့ထားရမယ်နော်ကဲ6ပိုင်လေးနဲ့အချိန်လေးရှိတော့6တလုံးကင်ထိုးကြပြန်နော်ဒီညနေ